အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော် Zebra တိုင်းမှာ Dynamax ကိုဘယ်လိုသုံးရမလဲဆိုတာကိုပြောပြပေးမယ်ဗျ။အရင်ဆုံးကျွန်တော်တို့ဒီ sphere တစ်ခုယူလိုက်မယ်ပေါ့နော်ထုံးစံလား sphere ယူလိုက်မယ် press ဆွဲလိုက်မယ်ပြီးရင် alternate မယ် alternate ပြီးရင် make polymer 3D နဲ့ဒါဆိုကျွန်တော်တို့ sporting လုပ်လို့ရတဲ့ sphere တစ်ခုရပြီပေါ့နော်။ Dynamax ဆိုတာပါလဲနောက် Dynamax ကဘယ်မှာရှိလဲဆိုတော့ကျွန်တော်ဒီ site bar က geometry ထဲမှာ geometry ထဲကဒီမှာ Dynamax ဆိုတဲ့ကောင်းလေးရှိတယ်ကျွန်တော်တို့လက်ရှိဒီမှာ sphere တစ်ခုရှိတယ်ပေါ့နော် Dynamax ကိုနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်ဒီ sphere လေးကကျွန်တော် scrolling လုပ်လို့ရတယ်ဒါတခုဖြစ်သွားပြီနော်ဘာကွာလဲဆိုတော့ကျွန်တော်ပြန်ပြောပြရမယ် control ဆက်နှိပ်လိုက်မယ်ပြီးတော့ကျွန်တော် polygroup တစ်ချက်ပေါ်လိုက်မယ်ဒါကကျွန်တော်တို့ Dynamax မလုပ်ထားတဲ့ sphere ပေါ့နောက် Dynamax လုပ်လိုက်မယ်ဆိုရင်ဒီမှာ resolution ရှိတယ်resolution ကိုကျွန်တော်တို့လောလောဆယ်100လောက်ပဲလိုက်ပြီးတော့ Dynamax လုပ်လိုက်ရင်ဒီမှာ polygon လေးတွေပြောင်းသွားတာကိုတွေ့ရတယ်နော်ဒါဆိုရင်ကျွန်တော်တို့ Dynamax လုပ်လိုက်တာ ਨੇ ဒီ polygon တွေကကျွန်တော်တို့ပေးထားတဲ့ဒီ resolution အတိုင်းဒီ active point မှာပါညားသွားလိမ့်မယ်ပေါ့နော်ကျွန်တော် control Z တစ်ချက်ပြန်ပါမယ်ပြီးရင်ဘာလို့ Dynamax လုပ်လဲဆိုတော့ကျွန်တော်တို့ဒီ object ကိုကျွန်တော်တို့ move brush နဲ့ဒီလိုမျိုးဆွဲတယ်ဒီလိုမျိုးဆွဲသွားတယ်နောက်ဆုံးဒီလိုဆက်ပြီးတော့ဆွဲလို့မရတဲ့အခြေအနေရှိတယ်အဲ့အခြေအနေမှာကျွန်တော်တို့ကဒီ Dynamax ကိုသုံးဖို့လိုအပ်လာပြီပေါ့နော်နောက်ဒီမှာလိုသလိုဆွဲလို့မရဘူး polygon တွေကဒီမှာကျွန်တော် move လုပ်လို့မကောင်းတော့ဘူးပေါ့နော်အဲ့ချိန်မှာကျွန်တော်တို့ဒီမှာ Dynamax 100လောက် resolution 100လောက်နဲ့ Dynamax ပေးလိုက်ပြီဆိုရင်ကျွန်တော်တို့ဒီမှာ move ပြန်လုပ်လို့ရတယ် polygon တွေကများသွားပြီပေါ့နော်ဒီလို Dynamax ကတော့ဒီဟာပဲပေါ့နော်နောက်တစ်ချက်ကကျွန်တော်တို့ဒီမှာ brush တွေကဒီ clay ဘေးကကိုရွေးပြီးတော့ကျွန်တော် scrolling လုပ်တယ် scrolling လုပ်ပြီးရင်တို့ဒီမှာ Dynamax ဖွင့်ထားတယ်ကျွန်တော်တို့အဲ့ဒါကိုဒီလိုပိတ်လိုက်ဖွင့်လိုက်ပြန်လုပ်စရာမလိုဘာလုပ်လို့ရလဲဆိုတော့ control ကိုနှိပ်ပြီးတော့ဒီလွတ်နေတဲ့ canvas ပေါ်မှာ drag ဆွဲလိုက်တာ ਨੇ ဒီကောင်လေးကစမှုလုပ်လို့ရပါတယ်နောက်ပြန်ပြောပါမယ်နော်ဒီမှာ scrolling လုပ်တယ်စမှုလုပ်တယ် scrolling လုပ်တယ်စမှုလုပ်တယ်ဒါပေမဲ့ smooth ကတိတ်လုပ်လို့မကောင်းတော့အဲ့ချိန်မှာကျွန်တော်တို့ကဒီ control နဲ့ drag ဆွဲလိုက်ရင်ဒီ polygon တွေကကျွန်တော် polygon ဖွင့်ပြီးတော့ပြပေးမယ်နော်ကျွန်တော် scrolling လုပ်တယ် scrolling လုပ်လို့ရှိရင်ဒီမှာ polygon တွေကမကောင်းတော့ဘူးပေါ့နော်အဲ့ချိန်မှာကျွန်တော်တို့က control နဲ့ drag ဆွဲလိုက်ရင်ဒီ polygon လေးတွေကပြန်ညီပြီးတော့ scrolling လုပ်လို့ကောင်းတဲ့အနေအထားကိုပြန်ရောက်သွားမယ်ဒါကဒီ scrolling နဲ့ဒီ move နဲ့သုံးတဲ့အချိန်မှာကျွန်တော်တို့ Dynamax ကိုသုံးရတဲ့အနေအထားပေါ့နော်ဒါဆိုရင်ကျွန်တော်တို့လိုသလို move ဆွဲလို့ရပါတယ်ဒါဆိုရင်နောက်ဒီမှာ polygon ပေါ်ကြည့်လိုက်လို့ရှိရင် shift F เนาะဒီ polygon ကိုကြည့်ခြင်း shift F နောက်ဒီမှာ move ဆွဲပါများတော့ polygon တွေကဒီလိုဖြစ်သွားတယ်အဲ့အချိန်မှာကျွန်တော်တို့ကဒီမှာ Dynamax ကိုဖွင့်ထားတဲ့အချိန်ဒီမှာပဲ control ကိုနှိပ်ပြီးတော့ဒီ document ပေါ်မှာ drag ဆွဲလိုက်တာ ਨੇ ဒီမှာအကွက်လေးတွေကပြန်ညီပါပြီကျွန်တော်တို့အဲ့အချိန်မှာလိုသလို scrolling ပြန်ဆက်လုပ်လို့ရတယ်ပေါ့နော်ဒီကတော့ကျွန်တော်တို့ Dynamax ကိုသုံးရတဲ့ရည်ရွယ်ချက်ကဒီချက်ပေါ့နော်ပြီးနောက်တစ်ချက်ရှိသေးတာကကျွန်တော် sphere အသစ်တစ်ခုယူလိုက်မယ် insert တဲက sphere ယူလိုက်မယ်ဒီကောင်လေးကိုကျွန်တော်ဖြတ်လိုက်မယ်မသုံးတော့ကျွန်တော် Dynamax ကိုနောက်တစ်ခုပဲအချိန်ဒီမှာသုံးလဲဆိုတော့ဒီမှာ sphere ရှိမယ်နောက်ထပ် insert ကနေပြီးတော့ဒီ cylinder တစ်ခုယူလိုက်မယ်အဲ့ cylinder လေးကိုကျွန်တော်တို့က W key နှိပ်ပြီးတော့အောက်ကိုဆွဲချလိုက်မယ်ပြီးရင်ဒီအဝါရောင်လေးနဲ့ scale ချုပ်လိုက်မယ်ချုပ်ပြီးရင်ကျွန်တော်တို့ကဘာလုပ်ချင်လဲဆိုတော့ဒီ sphere နဲ့ဒီ cylinder လေးကိုတွားပေါင်းချင်တယ်တွားပေါင်းချင်တယ်ဆိုတော့ဘာလုပ်လို့ရလဲဆိုတော့ကျွန်တော်တို့ sphere ကို select လုပ်မယ်ပြီးရင်ဒီမှာ mask ဆိုတဲ့ခေါင်းလေးရှိမယ်ပြီးရင် mask down ကိုနှိပ်လိုက်ရင်ဒီ sphere နဲ့ cylinder နဲ့တွားပေါင်းမယ်ပေါ့နော်ကျွန်တော်တို့ဒီ mask down ကိုတစ်ချက်နှိပ်လိုက်မယ်ဒီမှာတွားဒီမှာတကယ်ပေါင်းမှာလားလို့မေးတယ်ကျွန်တော်တို့ကရတယ် okay နှိပ်လိုက်မယ်ဒါဆိုရင်ဒီနှစ်ခုကပေါင်းသွားပြီကျွန်တော်ဒီမှာမြင်သာအောင်လို့ဒီ polygon လေးကိုဖွင့်ပေးတာရယ်နော်ဒီနှစ်ခုကနောက်တစ်ခုသတိထားမိလားမသိဒီမှာ polygon တွေမတူ sphere ရဲ့ဒီ poly အကွက်လေးတွေနဲ့ cylinder ရဲ့အကွက်တွေကမတူအဲ့ဒီချက်ရှိမယ်နောက်တစ်ခုကကျွန်တော်တို့ဒီနှစ်ခုကိုပေါင်းထားတယ်ပေါင်းထားတဲ့အချိန်မှာဒီ
ဒီနှစ်ခုကတကယ်ပေါင်းသွားတာမဟုတ်သေးဘူးတို့နှစ်ခုကဒီထိစက်တယ်ဆိုတာပဲရှိသေးတယ်အဲ့ချိန်မှာကျွန်တော်တို့က shift ကိုဖိပြီး smooth လုပ်လဲသူတို့ကဖွင့်လိုက်လို့ရှိရင်ဒီဆက်ရာမပြောက်သွားဘူးပေါ့နော်ကျွန်တော် control Z တစ်ချက်ပြန်နေလဲအဲ့ချိန်မှာဘာလုပ်လို့ရလဲဆိုတော့ကျွန်တော်တို့ကခုန dynamics ကိုသုံးလို့ရတယ် dynamic ကဒီ geometry တွေကဒီ dynamic ရှိမယ်နောက်ဒီမှာ resolution ဒီ resolution ကဘာလုပ်တာလဲဆိုတော့ကျွန်တော်တို့ဒီမှာ50လောက်ပဲရိုက်မယ်ဆိုရင်ရိုက်ပြီးတော့ dynamic လုပ်ရင်ဒီမှာ polygon ဒီ polygon လေးတွေကတအားကျဲနေတာတွေ့လိမ့်မယ်။ခုနတို့တစ်ချက်ပြန်နေမယ်။ပြီးရင်ဒီမှာ100မှုပိုင်းနဲ့1000လောက်ထိရိုက်လိုက်မယ်။ရိုက်ပြီးတော့ dynamic လေးလိုက်ရင်တစ်ချက်လောက်စောင့်မယ်နော် polygon ဒါဆိုရင် polygon လေးတွေကတအားစိမ့်သွားပြီ။စိမ့်သွားပြီဒီမှာလဲ poly ကောင်းကတအားကြီးကိုများသွားပြီ3 million လောက်ထိဖြစ်သွားပြီပေါ့နော်။ကျွန်တော်တို့ကအဲ့ဒီ poly ကောင်းများလေကျွန်တော်တို့ဒီ ZBrush မှာလှုပ်ရတာပို့ပြီးတော့နှေးလေပေါ့နော်ကျွန်တော်တို့ဆက်ကဘယ်လောက်ထိနိုင်လဲဆိုတာမူတည်ပြီးတော့ဒီ resolution ကိုကျွန်တော်တို့ကသုံးရတာပေါ့ကျွန်တော်တို့ဒီမှာ100လောက်ပြန်ရိုက်ပြီးတော့ dress ဆွဲရမယ် dress ဆွဲမယ်ဒီကောင်အလုံးလုံးမသွားဘူးလုံးလုံးလဲဆိုတော့ဒီ dynamic သဘောတရားကျွန်တော်တို့တစ်ချက် dynamic တစ်ချက်လုပ်ပြီးပါတိုင်းနောက်တစ်ချက်ထပ်လုပ်ရင်သူကမပြောင်းပါဘူးဘယ်အချိန်မှာပြောင်းလဲဆိုတော့ကျွန်တော်တို့ဒီ object လေးကိုအတစ်တစ်ခုခုလုပ်လိုက်တဲ့အချိန်ဥပမာဒီလို move လေးသုံးလိုက်ပြီးတော့အချိန်မှာကျွန်တော်တို့ကဒီ control နဲ့ document ပေါ်မှာ drag ဆွဲလိုက်တာနဲ့ဒီ dynamics ကနောက်တစ်ခေါက်ပြန်ပြီးလုပ်တယ်ပြောချင်တာဒီ object လေးကို edit လုပ်ပြီးမှသာဒီ drag ကတက်ရောက်တယ်ဒီ object ကိုဘာမှမထိပဲနဲ့ဒီ drag down ကြီးပဲလုပ်နေသူကထပ်ပြီးတော့ update မဖြစ်သွားဘူးပေါ့နော်အဲ့မှာခုနအချက်ကိုပြောချင်တာကျွန်တော်တို့ spear နဲ့ cylinder နဲ့ပေါင်းတဲ့ချိန်မှာ dynamic ဖွင့်လိုက်တာနဲ့ဒီနှစ်ခုကထိစပ်သွားပြီထိစပ်သွားတဲ့အချိန်မှာကျွန်တော်တို့ကဒီစက်မှုလေးကိုသုံးပြီးတော့ဒါလေးကိုကြည့်ကောင်းလုပ်လို့ရတယ်ဒါပေမဲ့ဒီလိုမျိုး smooth လုပ်တယ်ကျွန်တော်တို့လိုချင်တဲ့အခြေအနေတစ်ခုရပြီဆိုရင်ကျွန်တော်တို့ကဒီ control နဲ့ဒီ drop down လေးကိုပြန်ဆွဲတယ်အဲ့မှာသာကျွန်တော်တို့ကဒီ quad လေးတွေကပြန်ပြီးတော့ညီသွားမှာနောက်တစ်ချက်ကကျွန်တော်တို့ဒီမှာ B ကလေးပေးနှိပ်ပြီးတော့ polygon တွေကိုဒီ scouting လုပ်တယ်ပေါ့နော် scouting လုပ်နေတဲ့အချိန်မှာပြီးစမှုတယ် scouting လုပ်ပြီးတော့ကျွန်တော်တို့ကဒီမှာ drop down တစ်ချက်လုပ်ပြီးမှစမှုရင်ဒီ polygon လေးတွေကညင်ညာနဲ့ကြည့်လို့ကောင်းတယ်ပေါ့နော်အဲ့လိုပဲဒီမှာ resolution gauge ကိုကျွန်တော်တို့ကဒီမှာ polygon ထပ်လျှော့ခြင်း50လောက်ရပြီးရင် control drag ဆွဲလိုက်တာနဲ့ဒီမှာ polygon တွေကပြန်ပြီးချဲသွားပြီ polygon နည်းသွားပြီပေါ့နော်ဒါကတော့ဒီ dynamics အကြောင်းပေါ့dynamic နဲ့ဆက်ပြီးတော့ကျွန်တော်နောက်တစ်ခုပြောချင်တာအခုဒီမှာမြင်နေရတဲ့ poly group နှစ်ခုဒီ poly group တွေကဘာလဲဆိုတော့ကျွန်တော်တို့ဘယ်လိုသတ်မှတ်မလဲဆိုတော့ကျွန်တော်တို့ဒီ masking နဲ့သတ်မှတ်လို့ရတယ် masking မလုပ်ချင်မှာ control W နှိပ်လိုက်ရင်ဒီမှာကွဲနေတဲ့ဒီမှာ poly groupရဲ့ color နှစ်ခုဖြစ်နေပေါ့နော်အဲ့နှစ်ခုကျွန်တော်တို့ကဒီလိုကွဲနေမလို့ခြင်းတရောင်တည်းပဲလိုချင်တယ်ဆိုရင် control W နှိပ်လို့ရတယ်ပြီးပြီးကျွန်တော်တို့ကအဲ့ poly group ကိုဒီနားလောက်လေးရပဲအပေါ်ပိုင်းလေးပဲ poly group တက်ခွဲချင်တယ်ပေါ့နော်အဲ့ချိန်ကျရင် control ကိုနှိပ်ပြီးတော့ masking အုပ်လိုက်မယ် masking အုပ်ပြီးရင် control W နှိပ်လိုက်ရင်ကျွန်တော် mask အုပ်အားတဲ့နေရာလေးပဲ poly group တက်ခွဲသွားတယ်ပေါ့နော်ပြီးနောက်ထပ်နေရာအဲ့လိုပဲဒီအောက်လေးကို mask အုပ်ပြီးတော့ control W နှိပ်လိုက်ရင်ဒီမှာ poly group ထပ်ခွဲသွားပြီအဲ့ poly group တွေကနောက်ဘာလုပ်လို့ရလဲဆိုတော့ကျွန်တော် control shift နှိပ်ပြီးတော့ကိုကြိုက်တဲ့အရာကိုနှိပ်လိုက်တာနဲ့ဒီ hidden လုပ်ပေးလို့ရတယ်ပေါ့နော်မလိုချင်တဲ့ဟာတွေကို hidden လုပ်ပေးလို့ရတယ်ဒီလိုပဲ control shift နှိပ်ပြီးတော့အပြာရောင်လေးကိုနှိပ်လိုက်မယ်ဆိုရင်ကျန်တဲ့မလိုချင်တဲ့ဟာတွေကပျောက်သွားမယ်ပြီးရင်ရောင်လေးကိုနှိပ်လိုက်မယ်ပြီးရင် control နဲ့ဒီလို control shift ဖိထားတဲ့အချိန်မှာပဲ drag ဆွဲလိုက်ရင်သူကဒီပျောက်ထားတဲ့ဟာလေးကပေါ်ပြီးတော့ပေါ်နေတဲ့ဟာပျောက်သွားတယ်ပေါ့နော်ပြီးရင် control shift နှိပ်ပြီးတော့အားလုံးပြန်ပေါ်ခြင်းဒီ document ပေါ်မှာတစ်ချက်တောက်လိုက်တာနဲ့အကုန်ပြန်ပေါ်လာလေဒါကဒီ poly group ကိုဘယ်လိုတော့မလဲဆိုတာကိုပြောပြပေးတာပေါ့နော်ပြီးရင်ဒီအကုန်လုံးကိုတစ်ခုလည်းပြန်လို့ခြင်း control W ဒါဆိုရင်ဒီကောင် poly group တစ်ခုလည်းဖြစ်သွားပြီဒါတွေကဘယ်အချိန်မှာသုံးဝင်လဲဆိုတော့ကျွန်တော်တို့ဒီ guide ဆိုတဲ့အချိန်မှာ
ဥမာနော် cylinder တစ်ခုထည့်လိုက်မယ်နော် insert cylinder w scale လုပ်ပြီးတော့ဒီဘက်ရွှေ့လိုက်မယ်ခုနတိုင်းမှာကျွန်တော်တို့ဒီဘောနဲ့ဒီ cylinder လေးနဲ့ပေါင်းကျင်တယ်ပေါ့နော်ပေါင်းမဲ့ဆိုရင်ဒီဘောကောင်နဲ့နေပြီးတော့ match down okay ဒါဆိုရင်သူတို့ကတကယ်မပေါင်းရသေးကျွန်တော်တို့ဒီမှာ Dynamax ကလည်းဒီလို on လာတဲ့အချိန်မှာ control နဲ့ဒီလို drop down ဆွဲလိုက်တာနဲ့ဒီနှစ်ခုကဆက်သွားပြီကျွန်တော် control Z နှိပ်ပြီးပြန်ပြမယ်နော်ဒါဆိုရင်မဆက်သေးဘူး control နဲ့ drop down ဆွဲလိုက်ရင်ဒီမှာဆက်သွားပြီပြီး polygroup ဖြောက်ကြည့်လိုက်ဒီမှာဒီနှစ်ခုကဆက်သွားပြီပြီးကျွန်တော်တို့နည်းနည်း smooth လုပ်ပြမယ်ဒါဒီ object သေးတဲ့အချိန်မှာမသိတာဘူးပေါ့နော်ကျွန်တော်တို့ဒီ tools တွေပတ်တွေအများများလာတယ်ဥပမာကောက်တာတစ်ကောင်မှာခြေတွေလက်တွေသူ့ရဲ့ဟို accessory တွေအများကြီးပါလာတဲ့အချိန်မှာကျွန်တော်တို့ကဒီမှာ layer တွေလည်းခွဲဆွဲထားတယ်ဒါမှမဟုတ်ဒီ layer တစ်ခုတည်းမှာပဲအများကြီးပေါင်းဆွဲထားတယ်ဆိုရင်ကျွန်တော်တို့ကဒီဘိုင်းလေးပဲထိကျင်တယ်ဒီဘိုင်းကိုမထိကျင်ဆိုရင်ကျွန်တော်တို့ကဒီလိုချင်တဲ့ဟာလေးကိုပဲပေါ်ထားပြီးတော့လိုသလိုဒီလို edit လုပ်လို့ရတယ်ပေါ့နော်ဒါတော့ဒီကျွန်တော်တို့ဒီ Dynamax ကိုသုံးတာရယ်ဒီ polygroup အကြောင်းရယ်ပေါ့နော်နည်းနည်းချိန်ရကျွန်တော်နောက်တစ်ခုထပ်ပြောပြချင်တာဒီ polybase အကြောင်းပေါ့နော် polybase ကဘာလဲဆိုတော့ဒီကောင်လေးတွေမှာအယောင်ချဲတာပေါ့အယောင်ဘယ်လိုချဲလဲဆိုတော့ဒီကောင်ပေါ်မှာပဲပြရရင်ဒီ material ကိုတစ်ခုချိန်လိုက်မယ်ဒီမှာ material လေးရှိတယ်ဒီ material ကဒီ object ကိုဘယ် material တက်မှတ်မယ်လဲဆိုတာအများကြီးရှိတယ်ဒီတက်မှာဒီ skin shape 4ရှိတယ်ဒီမှာတခြား market တို့ပါတော့မျိုးမျိုးရှိတယ်ပေါ့နော်ကျွန်တော်ဒီလောလောဆယ် skin shape 4မှာပဲ polybase ချက်ပြပေးမယ် polybase ကဒီ object လေးမှာအယောင်တွေထည့်တာပေါ့နော်အယောင်တွေထည့်မှဆိုရင်ကျွန်တော်တို့က bio နှိပ်မယ် PO နှိပ်မယ်ပြီးရင်ဒီ paint ဆိုတဲ့ဟာလေးကိုရွှေ့လိုက်ရွှေ့ပြီးတော့ဒီပုံမှာလေးတွေ့လား RGB ဆိုပြီးထည့်သွားတယ်ကျွန်တော်တို့တခြား brush တွေဆိုလို့ရှိရင် B ဒီ move brush ဆိုရင်ဒီမှာ ZS ဆိုတဲ့ဟာလေးသုံးဝင်တယ်နော်နောက်တစ်ခုက B ကိုပြန်ရွေးလိုက်မယ်ဆိုရင် ZS ဆိုတာလည်းမရှိတော့ကျွန်တော်တို့ကဒီ color တစ်ခုပဲချက်မှာအကယ် Z color တစ်ခုပဲချက်မှာအကယ် Z ပွင့်နေလို့ရှိရင်ကျွန်တော်တို့က dress ဆွဲလိုက်တာနဲ့ဒီမှာဒီသူ့ရဲ့ mask ဒီပါလိုက်အလုပ်လုံးကျွန်တော်တို့အဲ့ဒါမလို့ခြင်းဒီ color ပဲချိန်မှာဆိုတော့ဒီ CS ကထည့်စရာမလိုဒီ RGB နဲ့ပဲသူ default တိုင်းပဲပြီးရင် color ဒီထဲမှာရွေးလို့ရတယ်ဒီမှာအနီရောင်လေးကိုရွေးလိုက်ပြီးတော့ sorry အရင်ဆုံးဒီမှာရွေးလိုက်ရင်သူကသူ့မှာဘာရောင်းမှမရှိသေးဘူးဒီလိုမျိုးပေါ်သွားတယ်ဆိုတာဒီမှာရွေးလိုက်တဲ့အရောင်တိုင်းလိုက်ပေါ်နေတယ်ဆိုတာဒီ color လေးကိုဒီပန်လေးကိုဖွင့်တာမှာဒီကောင်လေးပိတ်နေတော့သူကဒီမှာရွေးသမျှအရောင်တိုင်းလိုက်ပေါ်နေရပါတော့ကျွန်တော်တို့အလုံးမဟုတ်ဘူးကျွန်တော်တို့ခြယ်လိုက်တော့မှဒါကိုခြယ်လိုက်တော့မှဒါအဲ့လိုပေါ်နေတာဆိုရင်ဒီကောင်လေးကိုဖွင့်နာမှရဒါလေးကိုဖွင့်တာပြီးရင်ကျွန်တော်တို့ဒီမှာရွှေ့လိုက်တာနဲ့သူကလိုက်မပြောင်းတော့နောက်အနီးကိုပြောင်းပြီးတော့ဒီ brush side ကို space bar နှိပ်ပြီးတော့ draw side ကိုနည်းနည်းသေးလိုက်သေးပြီးတော့ကျွန်တော်ဒီမှာဆွဲလိုက်တာနဲ့ polybase လို့ခြယ်လို့ရတယ်မှာအစိမ်းအောင်အရောင်ထပ်ရွေးမယ်ရွေးပြီးခြယ်လို့ရတယ်ပေါ့နော်ဒါ polybase ခြယ်တာနောက်တစ်ချက်ကဒီ polybase ခြယ်တဲ့အချိန်မှာဒီမှာအနားလေးဖွာနေတာကဒီ polygon နည်းနေလို့ပေါ့နော် shift up တိတ်လိုက်ဒီမှာ polygon ကတအားနည်းနေလို့အဲ့ချိန်မှာဘာလုပ်လိုက်လဲဆိုတော့ကျွန်တော်အရင်ဆုံးဒီနေထိုင်းနဲ့ကျွန်တော်တို့က dynamic လုပ်လိုက်မယ်ဆိုလို့ရှိရင် dynamic မှာ resolution မှာ1000လောက်တင်ပြီးတော့ဒီမှာ dress ဆွဲလိုက်မယ်ဆိုရင်လည်းအရင်စမှုဖြစ်မသွားဘူးပေါ့နော်ဒီနားတွေကအဲ့တော့ပို့ပြီးတော့စမှုဖြစ်ခြင်းဘာလုပ်လို့ရလဲဆိုတော့ဒီကောင်ကို control D ဆိုတော့ကျွန်တော်ဒီ set division တင်လိုက်တာ set division ကဒီ geometry တဲကဒီ divide တင်လိုက်တာပေါ့နော်ဒီကောင်နဲ့လိုက်ရင်ဒီ polygon ကပိုများသွားမယ်ဆက်ပြန်ပြရမယ်နော်ဒါဆို polygon နည်းနေတယ် control D နှိပ်လိုက်ဒီမှာ polygon ပိုများပါမယ်ဒီ object လေးကပိုပြီး smooth ဖြစ်သွားမယ်
အဲ့ချိန်ညမှာကျွန်တော်တို့ကဒီမှာ drag ဆွဲလိုက်မယ်ဒီမှာ1000လောက်ရိုက်ပြီးတော့ဒီ resolution မှာ1000လောက်ရိုက်မယ်ရိုက်ပြီးတော့ control drag ဆွဲလိုက်မယ်ဆိုရင်ပို့ပြီးတော့ smooth ဖြစ်သွားတယ်ပေါ့နော်အဲ့ချိန်မှာကျွန်တော်တို့ကဒီ color ပိတ်မယ်ဆိုရင်နားဒီမဖွာတော့ဘူးဆိုတော့မဖွာတော့တာတွေ့ရလိမ့်မယ် polygon ကလည်း3 million လောက်ထိဖြစ်သွားပြီဆိုတော့ဒါအများသွားပြီပေါ့နော်နောက်မှပြန် short ခြင်းဒီကောင်ကို900လောက်ပြန်ရိုက်ပြီးတော့ control drag ပြန်ဆွဲလိုက်အဲဆိုရင်တော့ဒီမှာဆွဲလို့ရပြီပေါ့နော်ဒါဒီ brush နဲ့ဆွဲတာပေါ့အကယ်မဟုတ်ဘူးကျွန်တော်တို့ကဒီ object တစ်ခုလုံး color fade ခြင်းဒီ color တွေက fade object နှိပ်လိုက်ရင်ကျွန်တော် select လုပ်ထားတဲ့ဒီအရောင်အကုန်လုံး color fade object ဒါဆိုရင်ဒီ object တစ်ခုလုံး color fade သွားတာပေါ့နော်ဒီမှာကျွန်တော်အနီးပေါ်မှာဒီအဖြူလေးပြန်ချဲခြင်းတယ်ကျွန်တော်ကြိုက်သလိုချဲလို့ရတယ်ပေါ့နော်ဒါတော့ polypaint အကြောင်းပေါ့နောက်ဆိုရင် dynamic ကိုဘယ်လိုသုံးရမလဲဆိုတာရယ်ဒီ polyglue တွေအကြောင်းရယ် polyglue ဆိုတာဒီမှာကျွန်တော်တို့ control masking အုပ်တယ် control D နှိပ်လိုက်တယ်ဒါဆိုရင်ဒီမှာ polyglue နှစ်ခုခွဲသွားပြီ polyglue ဒီလိုခွဲပြီးအချိန်မှာကျွန်တော်တို့ကတစ်ခုထပ်ပြီးရှင်းပြချင်တာ control D တစ်ချက်နှိပ်လိုက်မယ်နော်ကျွန်တော် line လေးကိုတစ်ချက်ဖြောက်ထားလိုက်မယ်ပိုပြီးမြင်တော့လို့နောက်ပြီးတော့ color ကိုနေအောင်တစ်ခုဖြူလေးပဲထားပြီးတော့ color တွေကအကုန်လုံး fade object ပြန်လုပ်ထားလိုက်မယ်ပြီးရင်ဗာပြချင်တာလဲဆိုတော့ဒါဖြူရအောင်နော်ဒီ polyglue ဖွင့်ထားလို့အရောင်ကဒီလိုဖြစ်နေဒီမှာဒီ polyglue ဖွင့်ထားတဲ့အချိန်မှာကျွန်တော်တို့က masking အုပ်လိုက်မယ်အုပ်ပြီးတော့ control W နှိပ်လိုက်ရင်နှစ်ခုခွဲသွားပြီကျွန်တော်တို့ကဒီ object တစ်ခုတွေကနေအလိုဒီနှစ်ခုပြန်ခွဲခြင်းတဲ့အချိန်မှာ mask အုပ်ပြီးတော့အလိုခွဲလို့လည်းရတယ်ပြီးရင် control shift နှိပ်ပြီးတော့ဒီ polyglue လေးကိုနှိပ်လိုက်မယ်နှိပ်ပြီးတော့ဒီမှာ split ရှိတယ် split hidden ကိုနှိပ်လိုက်တာနဲ့ကျွန်တော်တို့ကဒီမှာဒီ object လေးကို layer နှစ်ခုခွဲပလိုက်ပြီးရင်ဒီမှာလို့သလိုရွှေ့လို့ရရွှေ့ပြီးဒီမှာသူကဒီလိုအပေါက်ကြီးဖြစ်နေလိမ့်မယ်နော်အကောင်ပြန်ပိတ်ခြင်းကျွန်တော်တို့က geometry တွေကဒီ dynamic ဖွင့်ပြီးသားဆိုလို့ရှိရင် control နဲ့ drag down ဆွဲလိုက်တာနဲ့ဒီ object လေးကပိတ်သွားလိမ့်ဒီအောက်ကကျွန်တော်တို့ခွဲလိုက်တဲ့ကောင်ကကြတော့ဒီမှာ dynamic on လာတဲ့အချိန်မှာပဲသူ့ကိုလည်း drag ဆွဲလိုက်တဲ့အချိန်မှာပိတ်သွားလိမ့်နောက်တစ်ချက်ကကျွန်တော် control set ပြန်နှိပ်ပြီးပြပေးမယ်နော်ဒီ dynamic ကဒီလိုမဖွင့်လာတဲ့အချိန်မှာ control တက်ဆွဲလဲဒီကောင်ကပိတ်သွားမှာမဟုတ်ဒီ dynamic မသုံးဘဲနဲ့နောက်တစ်နည်းဘယ်လိုပိတ်လို့ရလဲဆိုတော့အကောင်ကဘယ်မှာရှိလဲဆိုတော့ modify topology ထဲမှာထည့်တယ်အထက်ကကျွန်တော် custom UI နဲ့သုံးမှများတော့ဒီဘက်က menu တွေကိုတိတ်မမှတ်မိတော့အဲ့တော့ဒီ modify topology ထဲမှာဒီ close hole ဆိုတဲ့ကောင်နှိပ်လိုက်ရင်လေဒီမှာသူ့ရဲ့ဒီအပေါက်လေးကပိတ်သွားလိမ့်ရပြီနော်အဲ့ဒါဆိုကျွန်တော်ဒီ hole တွေကိုဒီအပေါက်တွေကိုဘယ်လိုပိတ်မလဲဆိုတော့ဒီ modify topology တွေက close hole နှိပ်လဲရတယ်ကိုက dynamic ဖွင့်ထားရင် dynamic ကနေဒီလိုမျိုး drop down ဆွဲလိုက်တာနဲ့ dynamic ကိုဖွင့်လိုက်တာနဲ့ဒီလိုပြန်ပိတ်လို့လည်းရတယ်အဲ့လိုနှစ်နည်းနဲ့ဒီလိုပိတ်လို့ရတယ်ပေါ့နော်ဒါဆိုကျွန်တော်တို့ခုနတစ်ခုလေးရှိတဲ့ object လေးကဒီလိုနှစ်ခုခွဲသွားပြီ masking ကအဲ့လိုနေရာမှာလည်းသုံးလို့ရတယ်ဆိုတော့ပြောပြပြီနော်ဒီလိုမျိုးဖော်တာထောက်ပြီးတော့ထောက်တာတဲ့နောက်ဒီလိုမျိုး split လုပ်ပြီးတော့ဒီလိုမျိုးအပိုင်းပိုင်းတွေထပ်ပြီးတော့ layer တွေကိုပြန်ခွဲထုတ်လို့ရတယ်ဆိုတာကိုနားလည်မှထင်တယ်နော်ကျွန်တော်ဒီနေ့ပြောပြပေးခဲ့တာဒီ dynamics အကြောင်းရယ်ဒီ polyglue တွေအကြောင်းရယ်နောက်ပြီးတော့ဒီ polypaint ပေါ့ဒီတရား PU ရေးပြီးတော့ဒီ paint brush နဲ့နောက်ဒီ select လုပ်ထားတဲ့ကောင်လေးကိုအရောင်ချဲတာပေါ့နော်။အောင်ချဲတဲ့ကြမှာ symmetry နဲ့ချဲလိုက်ရတယ် keyboard ကနေ H key ကိုနှိပ်ပြီးတော့ symmetry နဲ့ချဲလို့ရတယ် symmetry နဲ့ချဲမယ်ဆိုရင်တော့ကျွန်တော်ဒီမှာရှိတဲ့လှည့်ပြီးတော့ H နှိပ်လိုက်ရင်ဒီလိုမျိုးရောင်ချဲပြီးသားဖြစ်တယ်။အဲ့တော့ကျွန်တော်ဒီနေ့ပြောပြပေးတာကိုနားလည်မယ်လို့ထင်တယ်ပေါ့နော်။
အားလုံးပဲကျေးဇူးတင်ပါတယ်